ဧရာဝတီမြစ်ကြီးရဲ့ကမ်းနဘေးပေါ်မှာတိတ်ဆိတ်ငြိမ်သက်တဲ့ရွာတစ်ရွာရှိခဲ့တယ်။အဲ့ဒီရွာမှာမောင်ဖြူလို့ခေါ်တဲ့လူငယ်တစ်ယောက်နေထိုင်ခဲ့တယ်။သူ့ရဲ့နှလုံးသားဟာမေးခွန်းတွေနဲ့ပြည့်နှက်နေပြီးရှေးဟောင်းပုံမြင်တွေကိုနှစ်သက်သူတစ်ယောက်ပေါ့။အထူးသဖြင့်လွန်ခဲ့တဲ့မျိုးဆက်တစ်ခုကတည်းကတိတ်ဆိတ်သွားခဲ့တဲ့ရွာရဲ့ဂုဏ်ယူဖွယ်ရာဆိုင်းဝိုင်းကြီးပုံမြင်အကြောင်းကိုသူသိမ့်ညက်နိုးတယ်။ရွာလူကြီးဖြစ်တဲ့ပညာရှိအဖိုးဦးပညာကလူငယ်လေးရဲ့တန်းတမှုကိုသတိထားမိတယ်။တေးဂီတဟာပျောက်ဆုံးသွားတာမဟုတ်ပါဘူး။မောင်ဖြူရဲ့လို့ညနေခင်းတစ်ခုမှာညလေပြေလိုနူးညံ့တဲ့အတန်နဲ့ပြောလိုက်တယ်။သူအိပ်ပျော်နေတာပါ။တေးဂီတရဲ့နှလုံးသားဖြစ်တဲ့ပတ်ဝိုင်းပုံမကြီးကရှေးဟောင်းစည်းချက်ကိုခန်းစားနိုင်မဲ့လက်တစုံကိုစောင့်မျှော်ရင်းပုန်းကွယ်နေတာပါ။ဦးပညာကပန်းမွတ်ထွင်းထားတဲ့ဝါပြားလေးတစ်ခုကိုမောင်ဖြူရဲ့လက်ထဲကိုထည့်ပေးလိုက်တယ်။ဒါကမျက်စိနဲ့ကြည့်ရတဲ့မြေပုံမဟုတ်ဘူးလို့အဖိုးအိုကရှင်းပြတယ်။ဒါကနားနဲ့နားထောင်ရတဲ့မြေပုံကွက်ဝါတော်တွေကလေပြေတေးတန်အောင်လောင်ငှက်ရဲ့ဟစ်ကြွေးတန်နဲ့မြည်ရည်ရဲ့တိုးတိုးလေးရေရွတ်တန်တွေကိုမင်းလိုက်နာရမယ်။သူတို့ကမင်းကိုလမ်းပြလိမ့်မယ်။အယုံတက်ချိန်မှာတော့မောင်ဖြူဟာဝါတော်နဲ့ကြီးတဲကိုစွန့်စားဝင်ရောက်ခဲ့တယ်။သူမျက်လုံးတွေကိုမှိတ်ထားပြီးသူ့ရဲ့နားနဲ့မဟုတ်ပဲတကိုယ်လုံးနဲ့နားဆွင့်နေခဲ့တယ်။မကြခင်မှာပဲသူကြားလိုက်ရတယ်။ဝါပင်ရှည်ကြီးတွေကြားထဲကလေတိုးတန်စိမ့်လန်းတဲ့အရိပ်တွေကြားထဲကိုသူ့ကိုညှို့ယူဆွဲခေါ်နေသလိုဖြစ်တဲ့မြင့်မားပြီးကြည်လင်တဲ့တေးသွားတန်တစ်ခုပေါ့။အဲ့ဒီအတန်နောက်ကိုသူ့လိုက်သွားရင်နောက်ထပ်အတန်တစ်ခုကတေးသွားထဲကိုဝင်ရောက်လာတဲ့အဲ့ဒါကတော့အောင်လောင်ငှက်ကြီးရဲ့နှဆိုင်ပြီးဟိန်းထွက်နေတဲ့ဟစ်ကြွေးတန်ပါပဲ။အဲ့ဒီအတန်ကသူ့ကိုရှေးကြတဲ့ရင်းနှီးတက်နေတဲ့ကြောက်တုံးတွေနဲ့ရှုပ်ထွေးနေတဲ့တစ်မြစ်တွေပေါ်ကနေဖြတ်ကျော်စေပြီးတောနက်ထဲမှာအမြဲတမ်းအပေါ်တီတီကိုဦးတည်ပြီးလမ်းပြခေါ်ဆောင်သွားခဲ့တယ်။အောင်လောင်ငှက်ရဲ့ဟစ်ကြွေးတန်ကသူ့ကိုတိတ်ဆိတ်ငြိမ်သက်နေတဲ့ရေအိုင်လေးတစ်ခုတည်းကိုစီးကျနေတဲ့လျှို့ဝှက်ရေတကွန်တစ်ခုရဲ့အစွန်းစီကိုခေါ်ဆောင်သွားခဲ့တယ်။ရေရဲ့အတန်ဟာနူးညံ့ပြီးစင်ဆက်မပြတ်တီးခတ်နေတဲ့ဘုံတန်လိုပဲမြစ်ရဲ့တိုးတိုးလေးရေရွတ်တန်ပေါ့မောင်ဖြူဟာသူ့ပန်းတိုင်နဲ့နီးနေပြီဆိုတာသိလိုက်တယ်။တလက်လက်တောက်ပနေတဲ့ရေတကွန်ရဲ့ကန့်လန့်ကာနောက်ွယ်မှာဂူတစ်ခုရဲ့အမှောင်ရောင်အဝကိုသူမြင်နေရတယ်။မောင်ဖြူဟာအသက်ကိုပြင်းပြင်းရှူပြီးအေးမြတဲ့ရေမှုန်ရေမွှားတွေကြားကနေဂူထဲကိုဝင်သွားခဲ့တယ်။မျက်နှာကျက်ကအကွဲကြောင်းတွေကနေနူးညံ့တဲ့အလင်းရောင်တစ်ခုဖြာကျနေပြီးအတွင်းကခန်းနားထဲဝါတဲ့မြင်ကွင်းကိုထွန်းလင်းတောက်ပစေခဲ့တယ်။အဲ့ဒါကတော့ဘုံနှစ်ဆက်တလုံးပါတဲ့ဂုံယူပွဲရာပတ်ဝိုင်းကြီးဟာတိတ်ဆိတ်ငြိမ်သက်စွာနဲ့ခန်းနားစွာစောင့်ဆိုင်နေတာပါပဲ။သူဟာဘုံတွေစီကိုဖြည်းဖြည်းချင်းလျှောက်သွားခဲ့တယ်။သူ့ရဲ့နှလုံးခုန်တန်ကပုံမြင်တွေထဲမှာပဲကြားဖူးခဲ့တဲ့စီးချက်တစ်ခုနဲ့တစ်ထပ်သေးကျနေခဲ့တဲ့ဦးပညာရဲ့စိုက်ပျိုးချိန်ရိတ်သိမ်းချိန်နဲ့ပွဲတော်အကြောင်းပုံမြင်တွေကိုသူပြန်သတိရလိုက်တယ်။သူလက်တွေကိုမြှောက်လိုက်ပြီးနောက်တစ်ကြိမ်အသက်ရှူသွင်းကတီးခတ်လိုက်တယ်။ထွက်ပေါ်လာတဲ့အတန်ကသူထင်ထားတာထက်ပိုပြီးနှက်ဆိုင်ပြီးပိုပြီးစွမ်းအားကြီးမားခဲ့တယ်။အဲ့ဒီအတန်ဟာဂူထဲကနေပဲ့တင်ထက်ထွက်လာပြီးတောအုပ်ကိုဖြတ်ကာမြစ်ကိုကျော်ဖြတ်ပြီးရွာစီကိုပြန်ရောက်သွားခဲ့တယ်။ရွာသူရွာသားတွေဟာသူတို့လုပ်နေတဲ့အလုပ်တွေကိုရပ်တန့်လိုက်ပြီးမေးလျော့နေတဲ့ပျော်ရွှင်မှုရဲ့အတန်လာရာစီကိုခေါင်းတွေလှည့်ပြီးကြည့်လိုက်ကြတယ်။မောင်ဖြူဟာပျောက်ဆုံးနေတဲ့ဘုံတစ်လုံးကိုရှာတွေ့ခဲ့တာဘုံမဟုတ်ပဲသူ့လူမျိုးတွေရဲ့အတွင်းထဲမှာပုန်းကွယ်နေတဲ့တေးဂီတကိုပါရှာတွေ့ခဲ့တာပါ။အဲ့ဒီနေ့ကစပြီးဆိုင်းဝိုင်းရဲ့အတန်ကိုရွာထဲမှာတစ်ခါပြန်ကြားလာရပြီးရှေးဟောင်းပုံမြင်တွေကိုပြန်ပြောပြကာနောင်လာနောက်သားမျိုးဆက်အားလုံးအတွက်ပုံမြင်အသစ်တွေကိုဖန်တီးပေးခဲ့တယ်။